ကျွန်တော်တို့လမ်းခွဲတဲ့နေ့ကမင်းသမီးဖြစ်တဲ့ကျွန်တော်ရဲ့ချစ်သူလေးဟာကျွန်တော်လေရင်ပေါ်မတက်ခင်အမိလိုက်ဖို့မိမိလေးခါတော့ခင်မောင်းခဲ့တယ်ဒါပေမဲ့သူကျွန်တော်ကိုမမိခဲ့ပါဘူးအဲ့ချိန်မှာကျွန်တော်စီဖုန်းတွေတောက်လျှောက်ဆက်ပြီးစာရီပြလာတော့တာပါပဲငါနင့်ကိုစနေရပါဟာနင်တကယ်ကြီးထွက်သွားတော့မလို့လားနင်နိုင်ငံသားသွားပြီလို့ကြားနေရတယ်တကယ်ပဲလားငါတောင်းပန်ပါတယ်ဟာနင်ပေးထားတဲ့ဘဲရဦးမနောက်တစ်ခါဘယ်တော့မှပြန်မတွေ့တော့ပါဘူးပြန်လာပါတော့ငါ့ကိုဒီလိုမျိုးကြီးမလုပ်ပါနဲ့ငါယူသွားလိမ့်မယ်ဖုန်းလေးတိုင်ပါဦးဆိုပြီးကျွန်တော်ကိုတောင်းပန်နေခဲ့တယ်ဖုန်းစကင်ပေါ်ကနေနင်ရတဲ့ပြည့်ရဲ့အဲတန်ရှင်မှုတွေကိုကြည့်ပြီးကျွန်တော်စိတ်ထဲမှာတော့ဒီလိုကြီးတင်နေနေတယ်ရက်တော်ကြတဲ့အချိန်နံပါတ်1ကိုပြောလိုက်တယ်နောက်တစ်ခုကပေါ်လာနေတဲ့နောက်ဆုံးတော့ကျွန်တော်လည်းသင်ချက်ကိုပဲဖြစ်ပြလိုက်ပြီးပြင်နေလိုက်ပါတော့တယ်ကျွန်တော်နောက်ကြောင်းပြန်နေတော့ဘူးလို့ကိုကိုဆုံးဖြတ်ထားပြီးသားမို့ပါကျွန်တော်လေးလက်မဝဲနေဟာရွှေ့ပွဲတော်ချင်းပါရညတညနဲ့တိုက်ဆိုင်နေခဲ့တယ်အဲ့ဒီညမှာပဲရှယ်ပွင့်မင်းသားတစ်လက်ကပထမဆုံးအကြိမ်ဖြစ်အကောင်းဆုံးမင်းသားစုကိုချစ်ပူသွားခဲ့တဲ့စီစီစက်ကသူ့ရဲ့ခံစားချက်နဲ့ဘလို့အောင်ပွဲခံတယ်လို့မေးတဲ့အခါအဲ့မင်းသားကသူ့ဘေးမှာလက်နေတဲ့သူ့ဘေးကိုမင်းသမီးကိုစိုက်ကြည့်ပြီးပြောလိုက်တယ်ကျွန်တော်သူမရဲ့လက်ကဝတ်မှာပတ်ထားတဲ့အဆောင်လက်ပတ်လေးကိုလိုချင်နေပြီးလို့ရမလားတခန်းလုံးသိစိတ်သွားပါတယ်လူပညာလောကမှာမင်းသမီးဖြစ်တဲ့ကသူမဟာအဲ့ဒီလက်ပတ်ကိုဘယ်တော့မှမချစ်တမ်းဝတ်ထားတဲ့ဒီလိုက်ကြတဲ့သူမလောကရဲ့ကိုစောင့်